ဟုတ်ကဲ့မင်္ဂလာပါဒီနေ့မှာတော့အားလုံးသိထားတဲ့အကြောင်းအရာလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ပါဝါနဲ့အထူးခွင့်ရေးအကြောင်းပဲဖြစ်ပါတယ်ပါဝါဆိုတာဘာလဲပါဝါလို့ကြားလိုက်ရင်ဘယ်အရာတွေကခေါင်းထဲပေါ်လာပါသလဲကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့လျှက်စစ်စွမ်းအားလားနျူကလ িয়ার လက်နက်တွေလားကိုယ်တွန်းစွမ်းအားတွေလားဒါမှမဟုတ်ပါဝါရင်းဂျာတွေလားဒါတွေကလည်းပါဝါလို့ပြောရင်မမှားပါဘူးဒါပေမဲ့ဒီဗီဒီယိုလေးမှာတော့လုတ်ပိုင်ခွင့်အာဏာကြောင့်တော်လကောင်ပုဂ္ဂလိကအစွမ်းစာတွေကြောင့်တော်လကောင်ဖွဲ့စည်းပုံစနစ်ကြောင့်တော်လကောင်လူတဦးတယောက်သို့မဟုတ်အစုဖွဲ့အပေါ်လွှမ်းမိုးချုပ်ကင်နိုင်စွမ်းရှိတဲ့ပါဝါကြောင့်ကိုပြောပြသွားမှာပဲဖြစ်ပါတယ်တော်တော်များများကပါဝါကိုအာဏာနဲ့တွဲလျက်ပဲအာဏာပါဝါလို့တွဲသုံးတတ်ကြတာဖြစ်တဲ့အတွက်ပါဝါကိုအုပ်ချုပ်နိုင်စွမ်းလက်နက်အင်အားရှိခြင်းစတာတွေနဲ့ပဲတွဲမြင်တတ်လိရှိကြပါတယ်တကယ်တော့နောက်ထပ်အရေးကြီးတဲ့ပါဝါမျိုးစားတွေလည်းရှိနေပါသေးတယ်ရေပေါ်ရအဖြစ်ပါဝါကိုအမျိုးအစားခွဲလိုက်မယ်ဆိုရင် power over power within power with and power to စသဖြင့်၄မျိုးခွဲပြီးမှလေ့လာကြည့်လို့ရနိုင်ပါတယ် power over သူကတော့တနည်းအားဖြင့်ပြောရရင်တဘာသူအပေါ်တစုတစ်ဖွဲ့အပေါ်အင်အားနဲ့လွှမ်းမိုးအနိုင်ယူနိုင်တဲ့ power အမျိုးအစားပဲဖြစ်ပါတယ်ဥပမာဥပဒေအရာအပြစ်ပေးထိန်းချုပ်တာအတင်းအဓမ္မကာမရယူတာအလုတ်ရှင်ကအလုတ်သမားကိုအလုတ်ဖြုတ်တာစသဖြင့်ဖြစ်ပါတယ်ဒါဟာလုတ်ပိုင်ခွင့်အာဏာနဲ့လည်းဆိုင်တယ်လို့လူမှုဖွဲ့စည်းပုံစနစ်တွေနဲ့လည်းဆက်ဆက်နေတဲ့ power မျိုးစားလည်းဖြစ်ပါတယ် power within ကျွန်တော်တို့တယောက်ချင်းစီမှာရှိတဲ့ကိုယ်စွမ်းကိုယ်စားနဲ့ဆိုင်တဲ့ power မျိုးစားပဲဖြစ်ပါတယ်မိမိကိုယ်ကိုယုံကြည်မှုစိတ်ပိုင်းဆိုင်ရာကြံ့ကြံ့ခံနိုင်မှုမိမိလေ့လာထားတဲ့ဉာဏ်ပညာစတဲ့မိမိရဲ့စူးစမ်းအားထုတ်မှုတွေကနေရရှိတဲ့ power မျိုးစားဖြစ်ပါတယ် power withသူကတော့ကျွန်တော်တို့လူသားတွေရဲ့စုဖွဲ့အင်အားကနေဖြစ်ပေါ်လာတဲ့ power မျိုးစားပဲဖြစ်ပါတယ်တယောက်နဲ့တယောက်အပြန်အလှန်ယုံကြည်မှုတွေစီးလုံးမှုတွေရည်ရွယ်ချက်ပန်းနိုင်တူညီမှုတွေကနေပေါ်ပေါက်လာတဲ့ power မျိုးစားဖြစ်ပါတယ်ဥပမာအလုသမားသမဂဖွဲ့စည်းခြင်းအသင်းလိုက်ဘောလုံးကစားခြင်းစုပေါင်းလေယာလောက်ကင်ခြင်းတို့ပဲဖြစ်ပါတယ် Power to it သူကတော့လူတဦးတယောက်ချင်းစီရဲ့ဥဆောင်မှုအစွမ်းစားနဲ့တော်လကောင်စုဖွဲ့မှုတွေကနေရရှိတဲ့စုပေါင်းစွမ်းအားတွေနဲ့တော်လကောင်မိမိတို့အလိုရှိရာအပြောင်းလဲတစ်ခုကိုဖန်တီးနိုင်တဲ့သို့မဟုတ်စနစ်သက်တွေကိုပုံဖော်နိုင်တဲ့ power အမျိုးအစားပဲဖြစ်ပါတယ်ဥပမာလူတဦးချင်းရဲ့ဆန္ဒအလိုက်အစိုးရတဲ့ရွေးကောက်ပွဲမဲပေးရွေးချယ်တာ CDM လှုပ်ရှားမှုပြီးတော့တူတယောက်ချင်းစီရဲ့စုပေါင်းအင်အားနဲ့အကြမ်းမဖက်စုပေါင်းတော်လန်တာစတဲ့အပြောင်းလဲကိုဖော်ဆောင်တဲ့ power မျိုးစားပဲဖြစ်ပါတယ်ဖော်ပြခဲ့ပါ power မျိုးစားရဲ့သဘောကိုပြန်ကြည့်မယ်ဆိုရင် power over ဟာနိုင်လို့မင်းထက်ပြုတ်လုပ်နိုင်တဲ့ power မျိုးစားလို့ဆိုနိုင်ပေမဲ့လည်းအမြဲတမ်းကြီးအစိုးဘက်ကိုဥတည်နေတဲ့ power တော့လည်းမဟုတ်ပါဘူးတကယ်လို့အစိုးဘက်ကိုဥတည်နေတဲ့ဆိုရင်တောင်တစ်ဖက်မှာလည်းသူ့ကိုပြန်လဲခြေပနိုင်တဲ့ power with power within power to it စသဖြင့်တူတယောက်အင်အားမှအစုဖွဲ့အင်အားထိုမှတဆင့်အပြောင်းလဲကိုဖန်တီးနိုင်တဲ့ power မျိုးစားတွေလည်းရှိနေပြန်ပါတယ်ဒါတွေကိုလည်းအကျိုးရှိရှိပြန်လဲအသုံးချတတ်ရမှာဖြစ်ပါတယ်ဒါကြောင့် power ရဲ့သဘောတရားဟာအဆိုးဘက်ကိုဥတည်နေသလားအကောင်းဘက်ကိုဥတည်သလားဆိုတာဟာလဲ power ကိုဘယ်လိုအသုံးချတယ်လဲဆိုတဲ့ပုံမှာအများကြီးမူတည်နေပါတယ်လူတစ်ယောက်ဟာတနေရာမှာ power ရှိပေမဲ့နောက်တနေရာမှာ power မရှိတော့တဲ့အခြေအနေမျိုးလဲကြုံတတ်ပြန်ပါတယ်ဥပမာလုပ်ငန်းခွင်အတွင်းမှာအလုပ်သမားမျိုးသားဟာအထက်အရှိနဲ့ရှင်ရင်ဆုံးဖြတ်ပိုင်ခွင့် power နည်းနေပေမဲ့မိသားစုမှာတော့၎င်းမျိုးသားက power အရှိဆုံးအင်နာဦးစုတယောက်လည်းဖြစ်နေနိုင်ပါတယ်ဒါဟာအခြေအနေကိုလိုက်ပြီးပြောင်းလဲတတ်တဲ့ power ရဲ့သဘောတွေလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လူသားတွေကိုဘယ်ရာတွေက power တွေပေးနေပါသလဲဟုတ်ကဲ့ပါအပေါ်မှာပြောခဲ့တဲ့မိမိရဲ့စိတ်ဓာတ်ကြက်ခိုင်မှုကိုလေ့လာထားတဲ့ဉာဏ်ပညာစုပေါင်းစွမ်းအားစတာတွေအပြင်မိသားစုနောက်ခံသမိုင်းကြောင်းယောက်ျားဖြစ်ခြင်းမိန်းမဖြစ်ခြင်းလူပြူဖြစ်ခြင်းနိုင်ငံသားဖြစ်ခြင်းဘာသာရေးနဲ့လူမျိုးစုဝင်ဖြစ်ခြင်းစတဲ့လူမှုဖွဲ့စည်းပုံနဲ့သက်ဆိုင်တဲ့အရာတွေကလည်းမသိလိုက်မသိဖာတာနဲ့ပဲကျွန်တော်တို့ကိုပါဝါတွေပေးနေတာဆိုတာကိုသိထားစေချင်ပါတယ်ဒါဆိုခဏစဉ်းစားကြည့်ရအောင်မိမိမှာရောဘယ်လိုပါဝါတွေရှိနေပါသလဲဟုတ်ကဲ့ပါအဲ့တော့ပါဝါအကြောင်းလေ့လာပြီးပြီဆိုရင်အဲ့ဒီပါဝါပေါ်မှာအခြေခံပြီးတော့တာမန်ထက်ပိုပြီးဘယ်သူတွေကအထူးခွင့်ရေးတွေရနေကြတယ်လဲဆိုတာကိုလေ့လာကြည့်ရအောင်ပါဆိုတော့အထွန်းထူးခံတနည်းအားဖြင့်အထူးခွင့်ရေးရသူတွေဆိုတာဘယ်သူတွေဖြစ်မလဲဖုန်းတော်ကြီးတွေလားနိုင်ငံရေးခေါင်းဆောင်တွေလားအကြီးဆုံးသားယောက်ျားလေးလားအမျိုးသမီးတွေလားအစိုးရဝန်ထမ်းတွေလားဒါမှမဟုတ်လက်နက်ကင်တွေလားဘယ်သူတွေဖြစ်မလဲအခွင့်ထူးခံလို့ပြောရင်နားလည်မှုအမျိုးမျိုးနဲ့အတိတ်ပဲဖွင့်ဆိုချက်အမျိုးမျိုးရှိကြပါတယ်ဒီမှာတော့ကျွန်တော်တို့ကပါဝါနဲ့ရှင်တွဲနားလည်ထားတဲ့အတိတ်ပဲဖွင့်ဆိုချက်တစ်ခုကိုပြောပြပေးချင်ပါတယ်အခွင့်ထူးခံရတဲ့အခြေအနေဆိုတာလူတစ်ယောက်ကိုသူစူးစမ်းထားတဲ့အရေးချင်းတွေကြောင့်အတိမတ်ပြုအလေးပေးဆက်ဆံတာမျိုးမဟုတ်ပဲလူတစ်ယောက်ဟာလေးစားတိုက်တဲ့အရေးချင်းတစ်စုံတရာရှိခြင်းမှရှိမယ်ဒါပေမဲ့တစုတစ်ဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်နေခြင်းကြောင့်သူများတွေထက်သာလွန်တဲ့အခွင့်အရေးတွေရနေခြင်းမျိုးကိုဆိုလိုပါတယ်
ဥပမာကျွန်တော်ဟာလူအများလေးစားထိုက်တဲ့အရေးချင်းမရှိပေမဲ့ကျွန်တော်ရဲ့မိသားစုနောက်ခံကြောင့်တော်၎င်းယောက်ျားဖြစ်ချင်းကြောင့်တော်၎င်းဒါမှမဟုတ်ကျွန်တော်အလုပ်လုပ်နေတဲ့အဖွဲ့အစည်းရဲ့အရှိန်အဝါကြောင့်တော်၎င်းလူအများရဲ့အရေးပေးမှုကိုခံရတဲ့အခွင့်ထူးခံအခြေအနေမျိုးကိုဆိုလိုပါတယ်ဒီလိုပြောလို့အခွင့်ထူးခံဖြစ်နေကြသူတိုင်းအရေးချင်းမရှိကြဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူးဟုတ်ကဲ့ပါဒီလိုခွင့်ထူးခံသဘောတရားတွေကိုဘာသာရေးအုပ်စုတွေမှာပဲဖြစ်ဖြစ်လူမျိုးရေးအုပ်စုတွေမှာပဲဖြစ်ဖြစ်အသက်အရွယ်နဲ့ဂျင်နာအုပ်စုတွေမှာပါဘယ်အုပ်စုတွေသို့မဟုတ်အုပ်စုဝင်တွေကတော့အခွင့်ထူးခံတွေဖြစ်မလဲဘယ်အုပ်စုတွေကအခွင့်ထူးခံမရကြဘူးလဲဘယ်သူတွေကအလဲလန်းဖြစ်နေကြမလဲဆိုတာကိုလည်းခွဲခြားကြည့်မြင်နိုင်ဖို့ဆက်လက်လေ့လာကြည့်စီခြင်းပါတယ်ဒါကတော့ပါဝါနဲ့ဆက်ဆက်တဲ့အခွင့်ထူးခံအကြောင်းကိုရှင်းပြခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါပြန်ချုပ်ရမယ်ဆိုရင်ကျွန်တော်တို့လူသားတွေကိုဘာတွေကပါဝါတွေပေးနေတယ်လဲပါဝါပေါ်မူတည်ပြီးဘယ်သူတွေကအခွင့်ထူးခံတွေဖြစ်နေလဲစတဲ့သဘောတရားတွေကကျွန်တော်တို့နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ဘယ်လိုချိတ်ဆက်နေတယ်လဲဆိုတာကိုစဉ်းစားကြည့်ရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်